ကျွန်တော်ခေါ်သံ Facebook page မှာခေါ်သံဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြမှာဖြစ်ပါတယ်အမေဟုခေါ်သံကြားမှာမိခင်သည်ထိတ်လန့်စွာနိုးထသွားသည်တားဤခေါ်သံသည်မိခင်အတွက်လွန်စွာထိတ်လန့်ဝဲပင်တားသည်ညစဉ်ညတိုင်းမိခင်အားအမေဟုခေါ်မိတန်းခဲ့သည်တားဤခေါ်သံကြားတိုင်းမိခင်သည်တားအတွက်ရတမအေးဖြစ်ကာတားကွယ်လွန်သွားကြတဲ့ကယနေ့ညအထိအမျှဝေပေးခဲ့သည်တားဤရက်လေတင်မကတစ်လပြည့်နှစ်လပြည့်စသည်ဖြင့်ရေစက်ချပင့်ဖိတ်တရားနာပွဲကျင်းပပြီးအမျှဝေခဲ့ရုံမကအိမ်ကဖျားစဉ်ရှိတွင်နနက်စွန်းနေ့လယ်စွန်းအပြင်ရေချမ်းပန်းစီမီစသည်ဖြင့်ကတ်လူပြီးတားဤနာမည်ကိုခေါ်အားအမျှဝေခဲ့သည်မိခင်၏အမျှဝေသံကိုကြားပြီးတားလဲတာရုခေါ်ကကျွတ်လွတ်လိမ့်မည်ဟုယူဆသည်သို့ပါတော့လဲတားကညစဉ်ညတိုင်းမိခင်အားအမေဟုခေါ်မြင်မိခင်သည်လည်းတား၏အမေဟုခေါ်သံကြားတိုင်းထိတ်လန့်စွာနိုးထမြင်ပင်တားသည်မကျွတ်လွတ်နိုင်သေးနာနာဘဝတစေအဖြစ်နေမြဲတားကတစေဘဝနှင့်အမေဟုခေါ်ပြီးခြောက်လန့်သောကြောင့်မိခင်သည်ထိတ်လန့်ပြီးနိုးထရခြင်းမဟုတ်ပေတားဖြစ်သူတစေဘဝနှင့်မကျွတ်လွတ်နိုင်ဖြစ်နေသည်ကိုသိလိုက်ရတိုင်းမိခင်သည်ထိတ်လန့်ရသည်ကြောက်လန့်ရသည်တားဖြစ်သူနှစ်ပေါင်းကလေးကရာမကျွတ်မလွတ်ပဲဖြစ်နေတော့မည်လားတားဖြစ်သူမကျွတ်မလွတ်ခင်မိခင်ဆုံးသွားလျင်တားအားဘသူကအမျှဝေတော့မည်လဲတားကိုကျွတ်လွတ်အောင်ဘသူကရေစက်ချပါတော့မည်လဲမိခင်မတည်ခင်တားဖြစ်သူကိုကျွတ်လွတ်စေခြင်းပါသည်မိခင်ဆုံးသွားသည့်အထိတားဖြစ်သူမကျွတ်လွတ်မှာကိုမိခင်အကြောက်လန့်ဆုံးဖြစ်ရသည်ထို့ကြောင့်သာညတားကအမေဟုလာခေါ်လေတိုင်းတားဖြစ်သူမကျွတ်လွတ်မှန်သည့်သဖြင့်မိခင်ထိတ်လန့်နေရခြင်းဖြစ်သည်ရှင်လဲနာရသည်ရှင်တို့မနာဖြစ်ပြီးငိုရသည်တားကိုကျွတ်လွတ်အောင်မိတို့ကြံရပါတားလေးပြည်ပရောက်တားလေးရဲ့အကိုနှစ်ယောက်ကလည်းလစားကောင်းတော့အမေတို့ပြပြလေးလေးနေရရုံတည်းမကဘူးပိုးပိုးရှမ်းရှမ်းတောင်နေရတာတားလေးအတိပဲမဟုတ်လားတားလေးရဲ့အဖေကလည်းနေ့စဉ်လေ့ကျင့်ခန်းမှန်လုပ်ပြီးကျမ်းမာအောင်နေတယ်တားရဲ့အမကလည်းအိမ်လုံးမှန်များအကုန်ဝင်လုပ်ပေးနေတော့မေအေးစိတ်သက်နေရတယ်လေအမေတို့အတွက်ဘာမှရရမအေးစရာမလိုပါဘူးကွယ်တားလေးမရှိလဲအမေတို့နေတတ်ပါပြီဒါကြောင့်တားလေးသာသွားစရာရှိတာသွားပါကွယ်လွတ်လပ်သွားလိုက်ပါတကယ်ဆိုတားလေးအတွက်ပဲအမေတို့ပူပန်နေရတာတားလေးကိုမကျွတ်မလွတ်တဲ့ဘဝနဲ့ဖြစ်နေတာသိရတိုင်းအမေတို့ရင်ခွင်းတာကြားရပါတယ်ကွယ်တားလေးရဲ့လက်ရှိအဖြစ်ကိုသိရတိုင်းအမေတို့ခံစားရတဲ့ခံစားချက်ကတားလေးမရှိတော့ဘူးလို့အမေတို့စပြီးသိခဲ့တုန်းကခံစားချက်ထက်အများကြီးပူလောင်ရပါတယ်ဒါကြောင့်တားလေးအမေတို့ပြုသမျှကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်ပြီးကောင်းရာဘုံဘဝမှာဆံမြန်းလိုက်ပါကွယ်အမြယူတော်မူကြပါကုန်တော့တာရုဒီတို့မိခင်ကနေ့စဉ်အမျှပေးဝေပါတော့လဲထူးမချာနာအိမ်မက်တွေမက်ပြန်ပြီလားဟုမိခင်ဤငိုရှိုက်တန်ကိုကြားသောကြောင့်နိုးလာသောဖခင်ကမေးလေသည်ကျမအကြံတွေလည်းကုန်ပါပြီသားလေးကိုကျွတ်လွတ်အောင်ဘယ်လိုလုပ်ရပါစာရီပီထဲမှာလို့ကျမသားလေးနာနာဘဝကဘာများစွာမကျွတ်မလွတ်ဖက်နေရင်ဘယ်နဲ့လုံးမလဲရှင်ကျမသားလေးကိုကျွတ်လွတ်အောင်ဘာဆက်လုပ်ရပါမလဲမိခင်သည်ရေတုမနာဖြစ်လျက်ပြောလေသည်မင်းဘာသာတရားတွေရှောက်ယုံစားပြီးရှောက်တွေးပူနေတာ3နှစ်တောင်ကြာခဲ့ပြီပဲင
မင်းလည်းနေတိုင်းအမျှပေးဝေနေတာပဲတကယ်မကြွမလို့ရင်ตาတို့ခေါ်ပြီးရောပေါ့မင်းကတအားစိတ်ဆွဲနေလို့ခေါ်တန်ကြားတာပါမဟုတ်ဘူးရှင့်ကျမရဲ့သားအတန်စစ်ပါကျမသားလေးကျမဘေးမှာရှိနေပါတယ်အမေကိုသိချစ်တဲ့သားလေးအမေနားကနေမခွာနိုင်ဖြစ်နေတာအဲ့ဒီတော့ကျမသားလေးကိုအပါခေါ်ခဲ့ရမှာမရရတဲ့နည်းနဲ့ကိုအပါခေါ်ခဲ့ရမှာကျမအရန်နောင်လိုက်ရတာပဲမိခင်သည်ပြောရင်းငိုရှာရင်းအတိတ်ကိုပြေးမြင်နေခဲ့သည်တရက်2လ2021မိခင်တို့မြန်မာနိုင်ငံတွင်အာဏာသိမ်းမှုဖြစ်ခဲ့သည်အာဏာသိမ်းစစ်တပ်အားခုခံတော်လှန်ပြီး PDF အဖွဲ့များလည်းပေါ်ပေါက်ခဲ့ပါသည်အာဏာသိမ်းစစ်တပ်၏ရက်ဆက်ရုံမှန်မှုများစွာကိုမိခင်တို့တောရွာလေးလည်းလူအလဲခံခဲ့ရသည်ဒီကြောင့်မိခင်တို့သည်တောရွာကိုစွန့်ခွာပြီးမြို့ရက်သို့မိသားစုလိုက်တင်းရှောင်ဖို့စီစဉ်ခဲ့သည်မိခင်တို့သည်ကြီးပရောက်သားကြီး2ယောက်၏လာသာကောင်းမှုကြောင့်ရွာတွင်စတိုးဆိုင်ကြီးဖွင့်နိုင်ခဲ့သလိုမြို့ကြီးပေါ်တွင်လည်းတိုက်အိမ်ကြီးစောင့်နိုင်ခဲ့သည်သို့ပါတော့လည်းမိခင်သည်တောသူမို့တောရက်ကိုမစွန့်ခွာနိုင်ဖြစ်ကတောမှာစတိုးဆိုင်ကြီးဖွင့်ပြီးအေးသက်သာနေခဲ့သည်ယခုတော့မနေနိုင်တော့အာနာသိစစ်တပ်ကတောရွာများကိုမှွေနောက်လူရဲ့ယူငင်မိရှို့ဖျက်ဆီးပြုတ်လုပ်နေသောကြောင့်မြို့ကြီးပေါ်ကတိုက်ရင်ကြီးစီသို့ပြောင်းရွှေ့ရတော့ပြီသားကလေးကမလိုက်ဘူးတဲ့အိမ်ဆောင်ရင်းနေခဲ့ပါမည်တဲ့ရွာမှာကဒီချက်အချိန်ကြီးများစွာမဆိုးသေးသောကြောင့်နေခွင့်ရအောင်နေခဲ့ပါမည်အချိန်ကြီးရမ်းကြီးဆိုးပြီးနေလို့မရသည့်အခါမှာမိခင်တို့စီလိုက်လာခဲ့ပါမည်တဲ့သားလေးလိန်လေသောစကားကိုမိခင်ယုံစားခဲ့မိသည်။အော်သားလေးငွေကြေးဥစ္စာဒနာများစွာကိုမမှန်မောနှမျောတုန်တို့စိတ်လည်းမရှိသောသားလေးမာနမောကြွားမှုမရှိလူတကာကိုတန်းတူဆက်ဆံတတ်သောကျင်နာစိတ်ရှိသောသားလေးသည်ဒီစိတ်ဓာတ်မျိုးရှိမှန်းသိလိုက်ကြတဲ့ကသားလေး၏ရွယ်ချက်ကိုမိခင်ရိတ်စားမိခဲ့ရမှာသားလေးဟာPDFအဖွဲထဲဝင်ဖို့စိတ်ကူးနဲ့နေရိပ်ခံမှန်းမိခင်နောက်ကျမှသိခဲ့ရသည်အင်းလေသားလေးကလိန်ညာမှာပေါ့သားလေးသာအမှန်တမ်းဖွင့်ပြောခဲ့ရင်မိခင်ကလုံးဝခွင့်ပြုမိမဟုတ်မှန်းသားလေးသိထားခဲ့မှာပေါ့ဒီကြောင့်လဲအိမ်ဆောင်နေခဲ့မိစင်ချင်းနဲ့မိခင်တို့ထွက်သွားခြင်း PDF တစ်ဖွဲ့စီပြေးဝင်ခဲ့ပြီမကြောက်မမာနမရှိမောကြွားမှုမရှိလူတကာကိုတန်းတူဆက်ဆံတတ်သောကျင်နာစိတ်ထားရှိသည့်သားလေးဟာတိုင်းပြည်အတွက်အသက်ဆုံးသည့်စိတ်ထားပင်ရှိကံမှန်မိခင်တို့ကိုပြသသွားခဲ့တယ်ပြီလင်းရင်ဘောကနေပြည့်တည်ကြီးစံဟာသားလေး၏ဦးခေါင်းလေပင်ကိုဖောက်ဝင်သွားခဲ့သည်လေ3နှစ်ကျော်လို့4နှစ်နီးပါးပဲကြာခဲ့ပါပြီမိခင်တို့တောရက်တွင်နေမြေစိုးမိုးနိုင်ခဲ့ပြီဖြစ်သဖြင့်တောကုတ်ခင်လွယ်သောမိခင်တို့သည်လည်းပြန်လဲပြောင်းရွှေ့လာခဲ့ပါပြီဒီနေ့တွင်ရွာထဲမှာအမျိုးသမီးငယ်လေးတဦးသည်မိခင်တို့အိမ်သို့ပေါက်ချလာခဲ့သည်ဒီအမျိုးသမီးငယ်လေးကိုမိခင်သိပါသည်ဒါ၏ကျောင်းနေပဲတငယ်ချင်းလေးတလောလေးကပဲ PDF တယောက်နဲ့အချင်းချင်းလေးလက်ထပ်သွားတာသိခဲ့ရသည်အမျိုးသမီးငယ်လေးကပြောလာခဲ့သည်ကျမအကြီးတို့ကိုပြောတဲ့မပြောတဲ့အများကြီးစဉ်းစားပြီးမှရောက်လာခဲ့တာပါတော်ကြာပြည့်စုံတဲ့အကြီးတို့ကကျမကတခုခုလိုချင်လို့လီဆယ်ပြီးလာပြောတယ်ထင်နေမှလဲဆိုပါတယ်ကျမတငယ်ချင်းအကြီးတို့သားကတောင်းဆိုလို့ကျမလဲသူ့ကိုတနာပြီးရောက်လာခဲ့တာပါဟင်အကြီးတို့သားဟုတ်လားဘယ်သားလဲဟင်အငယ်ကောင်လေးကျမတငယ်ချင်းဟင်သားလေးဘာဖြစ်လို့လဲသမီးကိုအိမ်မပေးလို့လားယင်ပြောပါသားလေးအကြောင်းဆိုအကြီးယုံပါတယ်ဟုတ်တယ်အကြီးသူသမီးကိုအိမ်မပေးတယ်အိမ်မထဲမှာသူသမီးကိုလာပြောတယ်ငါနင့်ပိုက်ထဲမှာဝင်စားပါရစေတဲ့
နင်းယောက်ျားက PDF ဖြစ်တော့ငါ PDF တယောက်ရဲ့သားဖြစ်ချင်တယ်တဲ့ငါအစအာနာရှင်သေးမှသားတို့ခေါ်မလို့ပါပဲအာနာရှင်သေးတာကိုငါမင်းရင်တယ်လေဒါကြောင့်လဲငါအမေနေတိုင်းအမျှဝေတာကိုသားတို့မခေါ်ခဲ့ဘူးဒါပေမဲ့လေငါအမေရဲ့မျက်ရည်တွေမြင်ရတိုင်းအမေကိုတနာတယ်ဒါကြောင့်သားတို့ခေါ်ချင်လာတယ်ဒါပေမဲ့လေအာနာရှင်သေးမှသားတို့ခေါ်မယ်လို့ဆုံးဖြတ်ထားပြန်သေးတော့အမေအဖြစ်ကိုရေနာနာနဲ့မြင်ရပေမဲ့လည်းနှုတ်ပိတ်နေခဲ့ရတယ်နောက်တော့မှငါစဉ်းစားလိုက်မိတယ်ငါအာနာရှင်သေးတာကိုစောင့်နေတာကတက်တိကြောင်ကြမနေဘူးလားလို့အာနာရှင်ဟာဘယ်နေ့တည်မယ်မသိရသေးဘူးလေအဲဒါကြောင့်အာနာရှင်သေးတာကိုစောင့်မနေပဲတော်လန်ရေးသမားရဲ့သားအဖြစ်ဝန်စားပြီးအရွယ်ရောက်လာခြင်းအာနာရှင်ကိုခုခံမယ်လို့ပေါ့သူသမီးကိုအဲ့လိုပြောခဲ့တာအကြီးဒါပေမဲ့သမီးကခွင့်ပြုခဲ့သေးပါဘူးအဲ့ဒါကြောင့်လည်းသူ့ကိုပြန်ပြောခဲ့တယ်နေသဘောကအဲ့လိုဆိုပေမဲ့ငါလည်း PDF ဆိုတော့ငါတို့ဘဝကဘာမှမပြည့်စုံဘူးချိန်ဝင်းပြီးမလောင်လန်ဝင်းပြီးလောင်နေခဲ့ရတဲ့နေ့ကိုငါလုံးမပြည့်စုံတဲ့ဘဝလဲဆွဲမခေါ်ရပါဘူးဟာနင့်အမေကိုဖြစ်ဖြစ်ခွင့်တောင်းကျင်သေးတယ်လို့ငါလုံးမပြည့်စုံတဲ့ဘဝမှာနင့်ကိုနင့်အမေမြင်ချင်မှာမဟုတ်ဘူးလို့သမီးအဲ့လိုပြန်ပြောခဲ့တာပါအကြီးထိုစကားများကိုမိခင်သည်မျက်စိစုံမိတ်ခါမျက်ရည်လည်းရွှဲဖြင့်နားထောင်သည်။အိုးသားလေးရဲ့စိတ်ဓာတ်ကအဲ့ဒီတော့တောင်ပဲမြင့်မြတ်တယ်လားကွယ်။သားလေးမှာဒီလောက်မြင့်မြတ်တဲ့စိတ်ထားရှိတာမိခင်ကိုယ်တိုင်မသိခဲ့ပါ။သားလေးရဲ့တတိကနောင်ဘဝထီတောင်တည်ရှိနေသေးတာပါလား။အခုတော့သားလေးရဲ့စိတ်ဓာတ်အတွက်မိခင်ဂုဏ်ယူနေပါပြီ။ကိုကျိုးကိုမမတ်ဖဲအများကျိုးကိုလှုပ်တဲ့သားလေးအတွက်တော့စင်ရနွမ်းပါတဲ့အိမ်မှာနေခွင့်ရလဲကိစ္စမရှိပါဘူးပေါ့ကွယ်သားလေးသဘောပါသားလေးအပေါ်မှာအရာရာမိခင်သဘောတိုင်းဆက်ဆံခဲ့ပေမဲ့နောက်ဘဝအထီးကြီးတော့လိုက်ပြီးမဆက်ဆံချင်တော့ပါဘူးကွယ်ခွင့်ပြုပါတယ်ဒီတစ်ခါအကုန်သားလေးရဲ့သဘောပါထိုညကမိခင်သည်နှင်းနှင်းချက်ချက်အိပ်ပျော်ခဲ့သည်မိုးလင်းတော့မိခင်မျက်နှာလေးသည်ပြုံးရိပ်တန်းသွားခဲ့သည်ဂျေးပင်မောင်